မင်္ဂလာပါခင်ဗျာမင်္ဂလာရှိတော့မနက်ခင်းလေးပါကိုစရာတို့ Dash Online မြန်မာအနေကြိုဆိုပါတယ်ဒါမနေ့တနေ့ကကျွန်တော်တို့ပြိုင်ကားတွေဖောက်ပြီးတော့မှကားကတ်တွေ gift ထားတဲ့အကောင့်ပါခင်ဗျာနောက်ဆုံးထွက်ထားတဲ့ Ferrari ပြိုင်ကားအနီရောင်2ယောက်စီလေးပါတဲ့အကောင့်အခုရောင်းပေးပါမယ်ဂန်တွယ်လုံးလေးတွေကတော့ဂန်တွယ်လုံးလေးတွေတော်တော်စုံနေဒီကောင့်လေးတွေက M4 ဆိုရင် Shinobi Level Max ပါပါတယ်ခင်ဗျာMaster Scope 3 Scope ဖွင့်ထားပါတယ်မပြောင်းနေရောနောက်တင်နေရော full grid ရောပါပါတယ်ခင်ဗျာနောက်ထပ် M4 တက်လက်ကတော့4Z level 4K မစီဖြစ်ပါတယ်နောက်ထပ်တက်လက်ကတော့ C Neta level 1ပါခင်ဗျာ M4 ကတော့စုစုပေါင်း3လက်ပါပါတယ် level max တက်လက် level 4တက်လက် level 1တက်လက်ပါပြီးတော့ GK AK level max ပါပါတယ်ဒီကောင်ကစာတန်းထိုးတွေ10လက်ကျော်15လက်လောက်ထိပါတယ်ကျွန်တော်စာတန်းထိုးလေးတွေ level 5လေးတွေတခြားပြပေးမယ်ဒီမှာ UMP hit effect level 5ပါခင်ဗျာ UMP ရေခဲလေးလာတယ်အိုးစာရီကမြင်တယ်ပိတ်ဖို့မေ့မိနေအဲဒီမှာ UMP ရောက်သွားပြီနော် UMP hit effect level 5ပါပါတယ်ခင်ဗျာအဲဒီကောင်ဆိုလို့ရှိရင်လည်းစကုတ်လေးတွေGP ကတ်လေးတွေပြောင်းလေးတွေအကုန်လုံးဖွင့်ထားပါတယ်3 scope hollow red dot side scope ကိုစီရတို့ factor level 4K မစိပါတယ် user eye level 4K မစိပါတယ်နောက်ထပ် factor တစ်လက် level 4K မစိပါပါတယ်ဒါ SMG တွေပါ AR ခန်းထဲမှာ ACE level 4K မစိ Scar က hit effect ပါ Scar level 5 hit effect ပါခင်ဗျာ AUG level 4K မစိပါခင်ဗျာ M16 level 4K မစိပါကြတော့ M7 level 4K မစိပါဗျ cruiser လည်းပါတယ်နော်အဝေးပစ်ထဲမှာ AMR MK AW1 K98K အကုန်လုံး level 2တွေကိုစီရတို့ level 2တွေဆိုတော့ကိုက level 4တင်ချင်တယ်ဆိုနီးစက်တော့တာပေါ့နော် Astra K ပါတယ် DBS ပါတယ်ကန်ကြီးထဲမှာ MG3 DP MG3 နောက်တစ်လက်ဘာပဲဖြစ်ဖြစ် level 1ထက်ဆိုင်တော့ level 4 level 2တွေကတာရိရပါဗျာဟုတ်ဘူးလားညာတော့ဖြစ် level 2တွေပါ level 1တွေမဟုတ်ပါဘူးခင်ဗျာဒါကတော့ဂန်တွယ်လုံးလေးတွေပါပန်ကိမက်စစ်လေးတွေကစပါတယ် UC 900ကျော်ပါပါသေးတယ်ပြီးကြတော့နောက်ထပ်ပါပါလေးလဲဆိုတော့ Asus 4 star နှစ်ထဲပါပါတယ်ချင်းတဲ့ Asus 4 star ပါခင်ဗျာပြီးကြတော့ Fury Asus 4 star ပါခင်ဗျာ Asus 4 star နှစ်ထဲပါပါတယ်ဂျပန်မှာ Asus က2 star ပါ4 star နှစ်ထဲ2 star တစ်ထဲပါပါတယ်မာမီဆက်ကတော့အဖြူနဲ့အနေနဲ့မီးမာမီနဲ့မာမီဆက်နှစ်ထဲပါပါတယ်4 star ဒီကောင်နဲ့ဒီကောင်က2 star Asus လည်းကြိုက်တယ်မာမီတွေလည်းကြိုက်တယ်အခုနောက်ဆုံးထွက်ထားတဲ့ပြိုင်ကား Ferrari ပြိုင်ကားကိုလည်းကြိုက်တယ်ဆိုရင်တော့ဒီကောင်လေးကဂိုင်းတင်ပါတယ်ဒါပေမဲ့ဒီကောင်လေးကတစ်ခုရှိတာကဒီကောင်ကအကောင့်အိုးကောင်းတော့မဟုတ်ဘူးခင်ဗျာ outfit လေးတွေလှအားလေးရတော့ပါပါတယ်အိုးကောင်းတော့မဟုတ်ပါဘူးဟမ်မဘတ်လေးတွေမပိတ်ထုတ်လေးတွေကျတော့အရင်အများကြီးမပါတော့ဘူးအိုးကောင်းကြိုက်တယ်ဆိုရင်မနေ့တုန်းကတင်ထားတဲ့အကောင့်တွေကိုယူပါဗျာအခုနောက်ဆုံးထွက်ထားတဲ့ဟာတွေကြိုက်တယ်ဆိုရင်ဒီကောင့်ကိုယူပါမာမီဆက်လေးတွေနောက်ဆုံးထွက်ပြိုင်ကားလေးတွေပါပါတယ်အဲဒီမှာ emote လေးတွေပြမယ် Honor set တွေက emote လေးတွေပါပါတယ်အမာမီ emote လေးတွေပါတယ်မီးမမီရဲ့ emote လေးပေါ့ဟုတ်ပြီဒီလိုဆိုရင်ကိုစရာတို့အဲမှာလေထီ Ferrari လေထီရထားပါတယ်ခင်ဗျာနှိပ်လဲ Ferrari နှိပ်ရထားမယ်ထင်တယ်ဒါခလိုက်တာတွေပါမိုက်တစ်ခလိုက်တာလေးတွေအများကြီးပါပါတယ်နှိပ်ဟုတ်ပါတယ် Ferrari နှိပ်လေးနေပါဗျာမှာမိုတိုတော့လေးတွေမီးပလင်းလေးတွေလည်းလှပါတယ် material နှစ်ချောင်းပါပါတယ်အကောင့်ကတော့ email only ချိန်ထားတာပါခင်ဗျာကဲကိုစရာတို့နောက်ဆုံးထွက် Ferrari ပြိုင်ကားလေးကိုင်ချင်တယ်ဆိုရင်တော့18သိန်းနဲ့ရမယ်ဗျာ Good morning ပါဗျာ